ပြင်သစ် ဘရာဇီး နော်ဝေး အင်္ဂလန်တို့ရဲ့ပွဲကောင်းတွေပါဝင်နေတဲ့တနင်္ဂနွေတနင်္လာ16သင်းစဉ်ပွဲစဉ်၄ပွဲအတွက်စူပါကွန်ပျူတာခံမှန်းချက်အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လဲကြိုဆိုလိုက်ပါတယ်2026ကမ္ဘာ့ဖလား32သင်းစဉ်ပွဲစဉ်တွေပြီးဆုံးသွားလို့16သင်းစဉ်ပွဲစဉ်တွေကတော့စတင်တော့မှာပါဒီဗီဒီယိုမှာတော့တနင်္ဂနွေမနက်နဲ့တနင်္လာမနက်တွေမှာကစားသွားမယ်ပွဲကောင်း၄ပွဲကိုတင်ဆက်ပေးသွားချင်ပါတယ်အစခင် SMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးအနေနဲ့စနေနေ့ညမြန်မာစံတော်ချိန်7:00ခွဲမှာကစားသွားမယ်ကနေဒါမော်ရိုကိုပွဲစဉ်နဲ့စတင်လိုက်ပါမယ်Houston Stadium မှာပူးတွဲအိမ်ရှင်ကနေဒါနဲ့မော်ရိုကိုတို့2026ကမ္ဘာ့ဖလား16သင်းစဉ်ပွဲစဉ်ပြည်ရင်ဆိုင်သွားကြမှာပါကနေဒါကတောင်အာဖရိကကို32သင်းစဉ်မှာကြော်ဖြတ်လာသလိုမော်ရိုကိုကလည်းနာမည်ကြီးနယ်သာလန်ကိုပယ်နတီနဲ့ကြော်ဖြတ်ပြီး16သင်းစဉ်ကိုရောက်ရှိလာတာပါလက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်ပေါ်တူဂီလူမျိုးမိဘတွေကနေမွေးဖွားလာပြီးကနေဒါမှာမွေးကနေဒါလက်ရွေးစင်အသင်းကိုစတီဗင်အစတေးကိုတယောက်ကိုစားပြုနေပါတယ်လက်ရှိပေါ်တူမှာကစားနေတဲ့ကွင်းလယ်ကစားသမားအနေနဲ့တောင်အာဖရိကနဲ့ပွဲမှာကနေဒါအတွက်တလုံးတည်းသောအနိုင်ဂိုးကို62မိနစ်မှာသွင်းယူနိုင်ခဲ့တာပါနီးပြဂျက်စီမာချဲအသင်းအနေနဲ့ဆောက်အာဖရိကနဲ့ပွဲမှာဂိုးပေါက်ကန်သွင်းမှု12ကြိမ်ပစ်ချန်4ကြိမ်ထိဖန်တီးနိုင်ခဲ့သည့်တိုင်အနိုင်ဂိုးရဖို့တော့တော်လေးရုန်းကန်လိုက်ရပါတယ်ကနေဒါတို့ရှုံးတွဲအဆင့်ကိုရောက်လာတာကပဲအသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်နဲ့သမိုင်းဝင်မှတ်တမ်းဖြစ်နေပါတယ်ဒီနောက်ကမ္ဘာ့ဖလားရှုံးတွက်ပထမဆုံးနိုင်ပွဲပြင်လက်ရှိမှာတော့16သင်းစင်ကိုကြော်ဖြတ်ပြီးကွာတာဖိုင်နယ်ထိတက်လန်းဖို့လည်းပြတ်မှတ်ထားနေတာပါမော်ရိုကိုကိုကြော်ဖြတ်နိုင်တော့ရှေ့မှာပြင်သစ်ပါရာဂွေး2သင်းနဲ့က1သင်းနဲ့ကွာတာမှာတွေ့ဆုံသွားပါမယ်အတူအရာ2022ကာတာကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ2သင်းတွေ့ဆုံခဲ့ပြီးမော်ရိုကိုကပဲ 2-1 ဆိုတဲ့ရလဒ်နဲ့နိုင်ရခဲ့ဘူးပါတယ်ကျန်ခဲ့တဲ့ကမ္ဘာ့ဖလားမှာဆီမီဖိုင်နယ်အထိတက်ရောက်ထားနိုင်တဲ့မော်ရိုကိုတို့ဒီတစ်ချိန်လဲအရှိန်အဟုန်ကောင်းတဲ့ဆက်လက်ချီတက်နေတာပါချန်ပီယံဖြစ်နိုင်တယ်လို့ပြည်သက်တွေယူဆထားတဲ့နယ်သာလန်ကို32သင်းစင်မှာပွဲချိန်တွင်1-1ပယ်နတီမှာ 3-2 နဲ့အတူကြော်ဖြတ်လာနိုင်ပါတယ်။နီးပြမိုဟမ္မဒ်ဝါဗီရဲ့ကစားသမားတွေကပယ်နတီရဲ့ဆုံးဖြတ်မှာတော်လေးအားနည်းပေမဲ့နယ်သာလန်ကစားသမားတွေကပိုဆိုးခဲ့တာပါ။ပွဲချိန်တွင်းမှာတော့နယ်သာလန်ထက်မော်ရိုကိုရဲ့ကစားပုံကပိုကောင်းခဲ့ပြီးပေးပို့မှုစံချိန်တင်800ကြိမ်ထိပြုလုပ်နိုင်ပြီးပွဲကိုထိန်းချုပ်နိုင်ခဲ့တာပါ။ဒါ့အပြင်အာဖရိကအခြေစိုက်အသင်းအနေနဲ့ကမ္ဘာ့ဖလားရှုံးတွက်အဆင့်မှာပြိုင်ပွဲ2ကြိမ်ဆက်အနိုင်ရထားတဲ့ပထမဆုံးအသင်းဖြစ်လက်မှတ်တမ်းဝင်ထားပါတယ်။မော်ရိုကိုတို့ပြိုင်ပွဲစုံ6ပွဲဆက်လည်းရှုံးပွဲမရှိပုံစံကောင်းကိုဇက်တိုက်ပြသထားတာပါ။ဘယ်အသင်းရလက်ကောင်းသွားမလဲကနေဒါကလည်းရှိကမ္ဘာ့ဖလားမှာပြိုင်ဘက်ကိုဖိအားပေးကစားတဲ့နေရာမှာအကောင်းဆုံးသင်းနေတဲ့ပါဝင်နေပြီးမော်ရိုကိုနဲ့ပွဲကလည်းပြည်သက်အချိုက်ဖြစ်လာမှာပါစူပါကွန်ပျူတာကတော့မော်ရိုကိုကိုနိုင်ခြေ 52.8% ပေးထားပြီးကနေဒါကိုတော့နိုင်ခြေ 21.8% သာပေးထားပါတယ်ဒီပွဲမှာတော့မော်ရိုကိုကပဲ 2-1 လောက်နဲ့နိုင်ရသွားမယ်လို့ SMB လည်းခံမှန်းပေးထားကြပါတယ်နောက်ထပ်တစ်ပွဲကတော့တနင်္ဂနွေမနက်မြန်မာစံတော်ချိန်3:00နာရီခွဲမှာကစားသွားမယ်ပါရာဂွေးနဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်မှာဖီလာဒဲလ်ဖီးယားစတေဒီယမ်မှာပါရာဂွေးတို့နာမည်ကြီးပြင်သစ်နဲ့16သင်းစင်ရှုံးထွက်ပွဲစဉ်ပြေရင်ဆိုင်သွားပါမယ်။ပါရာဂွေးကဂျာမနီကိုပယ်နတီနဲ့ကြော်ဖြတ်လာပြီးပြင်သစ်ကတော့ဆွီဒင်ကို3ဂိုးပြတ်နိုင်ယူပြီး16သင်းစင်ကိုရောက်ရှိလာတာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။ပါရာဂွေးနောက်ခံလူဂျိုးစ်ကနေတယောက်6လုံးမြောက်ပယ်နတီကိုကန်သွင်းပြီးဂျာမနီကိုဖြုတ်ချနိုင်လိုက်တဲ့နောက်ကစားသမားကိုယ်တိုင်တော့မယုံနိုင်ဖြစ်နေပါတယ်။ပွဲချိန်တွင်ဂျာမနီကပဲပွဲကိုစိုးမိုးထားနိုင်တယ်လို့ခွင့်ရေးဖန်တီးမှုပိုင်းမှာလည်းဂျာမနီကပဲပုံမော်သားစီရခဲ့တာပါ။ပွဲချိန်42မိနစ်မှာကွင်းလယ်ကစားသမားဟူလီယိုအန်စီဆိုကပါရာဂွေးတို့ဦးဆောင်ကိုသွင်းနိုင်ခဲ့ပြီး54မိနစ်မှာတော့ခိုင်းဟာဗတ်ကပြန်လည်ခြေပသွားပါတယ်။ပွဲချိန်ကမိနစ်120ထိရောက်ခဲ့ပြီးမိနစ်90နောက်ပိုင်းကလေးကနီးပြဂက်စတာဘိုအဖရိုရဲ့အသင်းကဂိုးမပေးရဘူးပဲအဓိကထားကစားသွားပါတယ်။ဂျာမနီကကမ္ဘာ့အဆင့်10ပါရာဂွေးကကမ္ဘာ့အဆင့်41ရှိနေပြီးကမ္ဘာ့ဖလားရဲ့ဒီဘက်ခေတ်ကြီးမားတဲ့ upset ရလဒ်တွေကတခုအဖြစ်မှတ်တမ်းဝင်သွားတော့ပါ။ USA ကိုပွဲဥထွက်မှာရေးနေခဲ့တာကနာကျင်စရာပဲလို့နီးပြကဝန်ခံခဲ့ပြီးနောက်ပိုင်းမှာတော့အသင်းကစားပုံကတပွဲတဲ့တပွဲပိုမိုတည်ငြိမ်လာပါတယ်။ပါရာဂွေးကပြိုင်ပွဲစုံနောက်ဆုံး24ပွဲမှာ9ပွဲပဲရေးနေထားပြီးအသင်းတိုင်းကိုဒုက္ခပေးနိုင်စွမ်းရှိတာတော့သိကြပါတယ်။အတူအရပြင်သစ်နဲ့4ချိန်တွေ့ဆုံထားတာမှာပြင်သစ်ကပဲ3ပွဲနိုင်တပွဲသေးကစားထားပါတယ်။ဒီဘက်မှာပြင်သစ်ကတော့2026ကမ္ဘာ့ဖလားမှာအာဂျင်တီးနားမက္ကဆီကိုတို့နေတူရာနှုန်းပြည့်နိုင်ပွဲရထားတဲ့3သင်းတွေကတစ်သင်းပါ။ဒါအပြင်တက်စစ်က12ဂိုးသွင်းထားပြီးဒီအပိုင်းမှာလည်းအကောင်းဆုံးဖြစ်နေပါတယ်။ကီလီယန် အမ်ဘပေ အိုစမာနီ ဒမ်ဘီလီ မိုက်ကယ် အိုလီဆေးနဲ့ဘရက်ဒလီ ဘာကိုလာတို့တိုက်စစ်အစုအဖွဲ့4ယောက်ကအထူးခြေစွမ်းပြနေတာပါ။အမ်ဘပေက6ဂိုးသွင်း2ဂိုးဖန်တီးဘာကိုလာက2ဂိုးသွင်း1ဂိုးဖန်တီးဒမ်ဘီလီက4ဂိုးသွင်း2ဂိုးဖန်တီးအိုလီဆေးက5ဂိုးဖန်တီးပေးထားပါတယ်။နီးပြဒီဒီယာတက်စ်ချန်အနေနဲ့ပြင်သစ်အတွက်32သင်းအဆင့်ဆွီဒင်နဲ့ပွဲကလွယ်ကူလုံးပြီး3-2နဲ့ပဲသက်သောသက်သာကြော်ဖြတ်ထားပါတယ်။နီးပြအတွက်လည်းကမ္ဘာ့ဖလားနိုင်ပွဲ18ပွဲနဲ့အတူနိုင်ပွဲအများဆုံးရထားတဲ့နီးပြပြင်မှတ်တမ်းဝင်ထားတာပါ။ပြန်ပွဲစုံနောက်ဆုံး10ပွဲမှာလည်းပြင်သစ်ကပဲ9ပွဲထိနိုင်ကစားထားပြီးပါရာဂွေးအတွက်တော့မထင်မှတ်တာတွေလုပ်ပြဖို့ခက်ပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ပါရာဂွေးကို short တွက်လို့မရကြောင်းဂျာမနီကိုဖြုတ်ချပြီးသက်သေပြထားပေမဲ့တပွဲကိုတိုက်စစ်က2ဂိုးနှုန်းသွင်းနေတဲ့ပြင်သစ်ကလည်းစန့်ကျင်ရခက်ပါတယ်။စူပါကွန်ပျူတာကတော့ပြင်သစ်ကိုနိုင်ခြေ 88.8% ပေးထားပြီးပါရာဂွေးကိုတော့နိုင်ခြေ 9.6% သာပေးထားပါတယ်။
ဒီပွဲမှာတော့ပြင်သစ်ကပဲအနေဆုံး2ဂိုးပြတ်နိုင်ကစားသွားမယ်လို့ဆိုင်ပြီးလဲခံမှန်းပေးထားကြပါတယ်။နောက်တစ်ပွဲကတော့တနင်္လာနေ့မြန်မာစံတော်ချိန်မနက်2နာရီခွဲမှာကစားသွားမယ်ဘရာဇီးနဲ့နော်ဝေးတို့ရဲ့ပွဲစဉ်မှာနှစ်သင်းပေါင်း28နှစ်ကြာမှာတော့ဘရာဇီးနဲ့နော်ဝေးတို့2026ကမ္ဘာဖလား16သင်းစဉ်ရှုံးထွက်ပွဲစဉ်ပြည့်နယူးဂျာစီစတေဒီယမ်မှာရင်ဆိုင်သွားကြပါမယ်။ဒီပြိုင်ဆယ်လော်ဒီရဲ့အသင်းကဂျပန်ကိုနောက်ကလိုက်ကစားပြီး2-1နဲ့ကျော်ဖြတ်ထားသလိုနော်ဝေးကလည်း Ivory Coast ကို2-1နဲ့ပဲကျော်ဖြတ်လာတာပါ။လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်။ထိပ်တိုက်တွေ့ဆုံမှုရှေ့က4ချိန်မှာနော်ဝေးကဘရာဇီးကိုတောက်လျှောက်သားစီရယူထားနိုင်ပါတယ်။1998ကမ္ဘာဖလားအုပ်စုအဆင့်မှာလည်းဒီနှစ်သင်းတစ်ချိန်တွေ့ဆုံခဲ့ပြီးနော်ဝေးကပဲ2-1နဲ့နိုင်ရထားတာပါ။2006မှာတော့ခြေစမ်းပွဲကစားခဲ့တာမှာတစ်ဖက်ကိုတကိုးစီသေးကြထားပါတယ်။32သင်းအဆင့်ဂျပန်နဲ့ပွဲမှာပထမပိုင်းမှာဆာနိုရဲ့ဦးဆောင်ကိုခွင့်ပြုလိုက်ရပြီးဂျပန်ရဲ့ခံစစ်ကိုကြော်ဖြတ်ဖို့ဘရာဇီးတို့ရုန်းကန်ခဲ့ရတာပါ။ဒုတိယပိုင်းမှာတော့လူကတ်ပကဲတာနေရာအန်ဒရေကုညာနေရာမာတင်နယ်လီတို့ကိုထည့်ပြီးတိုက်စစ်မြင့်လာပါတယ်။ဒီနောက်တော့ဂက်စမဲရိုရဲ့ခြေပါကိုမာတင်နယ်လီရဲ့အချိန်ပိုနောက်ဆုံးမိနစ်ကဦးဆောင်ကိုတွေနဲ့16သင်းအဆင့်ကိုကမ္ဘာဖလား9ချိန်ချန်ပီယံဘရာဇီးတက်ရောက်လာနိုင်ပါတယ်။ဒီပြိုင်ဆယ်လော်ဒီအတွက်လည်းအသက်ရှူချောင်ခဲ့တဲ့နိုင်ပွဲလိုပဲဆိုကြပါမယ်။2002ကမ္ဘာဖလားချန်ပီယံဖြစ်ပြီးကြတဲ့ကအောင်မြင်မှုနဲ့ဝေးကွာနေတဲ့ဘရာဇီးအတွက်မြောက်အမေရိကမှာပြုလုပ်တဲ့ပြိုင်ပွဲကမျှော်လင့်ကျင်စရာဖြစ်နေပါတယ်။လက်ရှိကြောက်နေတဲ့လမ်းကြောင်းအရနော်ဝေးကိုကျော်ဖြတ်နိုင်မက္ကဆီကိုအင်္ဂလန်နှစ်သင်းတွေကတစ်သင်းနဲ့ဘရာဇီးတို့ကွာတားမှာရင်ဆိုင်သွားပါမယ်။1998ကမ္ဘာဖလားမှာနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တော့ကလက်ရှိနော်ဝေးကကစားသမား9ယောက်ပဲမွေးသေးပြီးကျန်တဲ့14ယောက်ကမမွေးသေးတာတွေ့ရပါတယ်။လွန်ခဲ့တဲ့28နှစ်ကထက်လဲဘရာဇီးကအင်အားနည်းနေတယ်လို့နော်ဝေးကတော့အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးလူရင်းကိုပိုင်ဆိုင်ထားပါတယ်။ Ivory Coast နဲ့32သင်းအဆင့်မှာရင်ဆိုင်တာမှာနှစ်သင်းကြားကွာဟချက်နေပေမဲ့အော်စကာဘော့ရဲ့ပေးပို့မှုတိုက်စစ်မှာဟာလန်ရှိနေမှုကပဲရလက်ကိုအဆုံးဖြတ်ပေးသွားတာပါ။နီးပြစတောလက်ဆောပကန်ရဲ့အသင်းကတိုက်စစ်ပိုင်းအားကောင်းသလိုပွဲတိုင်းလည်းခံစစ်ကပေးကိုတွေခွင့်ပြုထားပါတယ်။ဒါအပြင်ပြင်သစ်ကို4-1နဲ့ရေးနိုင်ထားတာမှလည်းနော်ဝေးရဲ့အသင်းကြီးတွေကိုရှင်ကစားနိုင်စွမ်းနေမှုကိုပြသနေပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ကစားပြီးသမျှ၄ပွဲမှာမော်ရိုကိုဂျပန်2သင်းလောက်ပဲလောက်လာရှိပြီး2ပွဲလုံးဘရာဇီးတို့ရုန်းကန်ခဲ့ရပါတယ်။အစစ်ပိုင်းကစားသမားကောင်းတွေအများများရှိနေတာကပဲဘရာဇီးရဲ့အားသာချက်လို့ဆိုရပါမယ်။စူပါကွန်ပျူတာကတော့ဘရာဇီးကိုနိုင်ခြေ52.2%ပေးထားပြီးနော်ဝေးကိုတော့နိုင်ခြေ23.4%သာပေးထားပါတယ်။ဒီပွဲမှာတော့ဘရာဇီးကပဲ2-1လောက်နဲ့နိုင်ရသွားမယ်လို့ဆိုင်ပြီးလဲခံမှန်းပေးထားကြပါတယ်။နောက်တစ်ပွဲကတော့တနင်္လာမနက်မြန်မာစံတော်ချိန်6နာရီခွဲမှာကစားသွားမယ်မက္ကဆီကိုနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်မှာအင်္ဂလန်အတွက်လက်ရှိချိန်ထိအခက်အခဲဆုံးပြိုင်ပွဲလို့ဆိုရမယ်မက္ကဆီကိုနဲ့16သင်းစဉ်ပွဲစဉ်ကိုရင်ဆိုင်သွားပါမယ်။မက္ကဆီကိုစီးတီးစတေဒီယမ်မှာကစားမှာကြောင့်ပူးတွဲအင်ရှင်မက္ကဆီကိုတို့အားသာချက်ရှိနေတာပါ32သင်းအဆင့်မှာအင်္ဂလန်တို့ဒီယာကွန်ဂိုကိုခက်ခဲကြော်ပြတ်လာခဲ့ပြီးမက္ကဆီကိုကတော့အီကွေဒေါကို2ဂိုးပြတ်နေပဲတက်တောင်းတက်တာကြော်ပြတ်ထားနိုင်ပါတယ်လက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းကိုလေ့လာကြည့်ပါမယ်ကွန်ဂိုနဲ့ပွဲမှာအင်္ဂလန်ပြသခဲ့တဲ့ခြေစွမ်းကိုကြည့်ရင်တော့အင်္ဂလန်အတွက်မက္ကဆီကိုနဲ့ပွဲမှာမလွယ်ဘူးဆိုတာပြည်သက်တွေရိပ်စားမိမှာပါပွဲကတော့ပွဲကောင်းတစ်ပွဲဖြစ်လာမှသိကြနေပါတယ်ကမ္ဘာ့အဆင့်46သာရှိနေတဲ့ကွန်ဂိုနဲ့ကစားတဲ့ပွဲမှာပွဲစ9မိနစ်မှာပဲအင်္ဂလန်တို့ Ryan Sevenga ရဲ့သွင်းဂိုးနဲ့ဦးဆောင်ခံလိုက်ရပါတယ်ဒုတိယပိုင်း84မိနစ်ထိပြန်မလာနိုင်ဖြစ်ခဲ့ရပါဒီပြတ်သောမဲ့ဒူချေရဲ့ကစားသမားရွေးချယ်မှုကပြိုင်ပွဲမတိုင်ခင်တည်းကတန်တရားဝင်ခံနေရပြီးကွန်ဂိုနဲ့ပွဲမှာလည်း DJ Span မာဒူကီခွန်ဆာတို့နဲ့ပွဲထွက်လာပါတယ်ပွဲချိန်85မိနစ်နဲ့86မိနစ်တွေမှာ Harry Kane ရဲ့တကူတော့ခြေစွမ်းပြဂိုးတွေကပဲအင်္ဂလန်ကိုကယ်တင်သွားတာပါ Harry Kane အတွက်ကတော့2026ကမ္ဘာဖလားသွင်းဂိုး9ဂိုးထိရောက်ရှိလာပြီးရွှေဖနက်စုအတွက်လည်းရေပန်းစားလာပါတယ်ဒါအပြင်ကွန်ဂိုနဲ့ပွဲမှာဂိုးပေါက်တဲ့ကံကြဲရဖို့မိနစ်30အထိစောင့်ဆိုင်းခဲ့ရတာကလည်းလက်ရှိပြန်ပွဲမှာအင်္ဂလန်အတွက်အချိန်ကြာဆုံးဖြစ်ခဲ့ပါတယ်လက်ရှိကစားမဲ့ Stadio Azteca ကွင်းက1986ကမ္ဘာဖလားကွာတာဖိုင်နယ်မှာအာဂျင်တီးနားကိုအင်္ဂလန်အရေးနှိမ့်ခဲ့မှုတဲ့နာမည်ကျော်ကွင်းမှာပင်လယ်မြက်တဲ့ပြင်2200မီတာအထက်မှာလည်းရှိနေပါတယ်ဒီဘက်မှာမက္ကဆီကိုကတော့ဂျာမနီကိုနိုင်ကစားပြီးအကောင်းဆုံးအုပ်စုတတိယနဲ့တက်လာတဲ့အီကွေဒေါကိုအင်ကွင်းမှာတက်တောင့်တက်တာပဲ2နေနဲ့နိုင်ရခဲ့ပါတယ်အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ Julian Quinones Raul Jimenez, Roberto Everton တို့သုံးလုံးတွဲဖက်မိနေပြီးဂိုးပေါင်ပတ်သက်မှုတွေလည်းတောက်လျှောက်ပြုလုပ်ထားနိုင်ပါတယ်။လက်ရှိမှာနီးပြ Javier Aguirre ရဲ့အသင်းကပြိုင်ပွဲစုံ12ပွဲစတိုက်ရှုံးပွဲမရှိတာပဲကမ္ဘာဖလားမှာလည်း4ပွဲစတိုက်နိုင်ရထားပါတယ်။တောင်အာဖရိက၊တောင်ကိုရီးယား၊ချက်ရီပက်ဘလစ်၊အီကွေဒေါ4သင်းလုံးကအသင်းကောင်းနေဆိုတာတော့သိကြပါတယ်။ဒီ4ပွဲမှာတက်စစ်က10ဂိုးသွင်းခံစစ်က4ဂိုးမရှိကစားထားတာပါ။ Estadio Azteca ကွင်းမှာကမ္ဘာဖလား10ပွဲထိမက္ကဆီကိုတို့ကစားထားတာမှာ10ပွဲနိုင်2ပွဲသေးရင်နဲ့အတူရှုံးပွဲမရှိမှတ်တမ်းကောင်းကိုလည်းပိုင်ဆိုင်ထားပါတယ်။အတူအရာတော့1966ကမ္ဘာဖလားမှာတစ်ကြိမ်တွေ့ဆုံထားတာမှာအင်္ဂလန်က2နေနဲ့နိုင်ရခဲ့ဘူးပါတယ်။ဘယ်အသင်းရလက်ကောင်းသွားမလဲ။ပင်လယ်မြက်နဲ့ပြင်ပေ9220မှာကစားနေကြမက္ကဆီကိုနဲ့ပေ180ဝန်းကျင်မှာပဲကစားနေကြအင်္ဂလန်တို့လာတွေ့ပါပြီ။ဝင်းလေအစုဖွဲ့ကလွှဲအင်္ဂလန်ရဲ့တောင်မန်ခံစစ်တိုက်စစ်နှစ်ရလုံးကအားရစရာကောင်းမနေတာပါ။စူပါကွန်ပျူတာကတော့အင်္ဂလန်ကိုနိုင်ခြေ41.1%ပေးထားပြီးမက္ကဆီကိုကိုတော့နိုင်ခြေ31.3%ပေးထားပါတယ်။ဒီပွဲမှာတော့ပွဲချိန်တွင်1-1တည်ကြပြီးအချိန်ပုံမှန်မက္ကဆီကိုကပဲ2-1လောက်နဲ့နိုင်ရသွားမယ်လို့ဆိုင်ပြီးလဲခံမှန်းပေးထားကြပါတယ်။
ဒါကတော့ပြင်သစ်ဘရာဇီးနော်ဝေးအင်္ဂလန်တို့ရဲ့16သင်းအဆင့်ပွဲကောင်း၄ပွဲကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ